ပါတုံလို့တိတ်ချစ်တဲ့သူပါ Q ဆိုင်တဲ့ကျွန်တော်ကိုကလေးလို့တဲ့ခါဆိုပြီးမိကလည်းတိတ်ချစ်တဲ့ကိုပြင်ချတယောက်ပြရှာဖို့မရှိထရက်ကမိုးပြီးနေရလဲအမှန်ပါကွာရရှာညိုမရှိခဲ့တန်ကြလာတန်ရလို့ရှိတယ်ဖန်လာတာကံကြမ္မာဇိုးကြီးရဲ့ငါတို့ကြီးလေဝေဒနာတစ်ခုကသူမအပူကတ်သူမခေါ်ပဲဖျားရောက်တိုင်းလေးလက်ပြီးအေးချအောင်စီမီနဲ့ရှည်ချက်နဲ့ရှူကပ်ပူဆောင်ပြဲအခန်းလေးကိုစူရဲသူပြောတယ်ခါတလေသူအသက်ရှူမောတယ်ပန်းနုရောက်မျက်နှာလေးကအနေငယ်ပြောင်းတော့တယ်ဖြူပတ်ဖြူရော်နဲ့အားနှွေတဲ့သူမရဲ့လက်လေးကိုဖမ်းဆုပ်ကလမ်းမတစ်လျှောက်ရင်းဝေဝါမကြောက်ရင်သိပါလို့ပြောတော့ငါပါထမှာမျက်ရည်တစ်ပေါက်ချင်းကြွေကြစောက်တင်းတွေချလဲပုံဝင်ချက်ကိုပေါမသွေးခဏတော့ခေါင်ရင်းမိထားတယ်ကိုရဲ့ချင်းနှလုံးသားတစ်ဖောက်တွင်ဝေဒနာတွေကုန်ပျောက်ကင်းစေရမယ်အမငယ်တဲ့မိကနေမကောင်းဖြစ်တဲ့ကိုထင်ပြောင်းမှာမနှောက်သေးတော့စေးတော့မှကြောက်တဲ့ဆိုင်ကိုဖြစ်လဲမထိုးရင်တဖူးကိုတောင်းမှာကလေးနော်နောက်တော့မငိုနဲ့ကိုချစ်တဲ့ဆိုရင်တောက်ပါတောက်စေတော့အိတ်တော့မနှက်ပြက်လန်တာရှောက်မဲ့တောက်ချရှောက်လာနောက်တနေ့တော့ရိတ်သက်စော်အိဆက်နေတယ်သူမအောင်ရေတော့ပူပြီးကြီးသွားတယ်နေကောင်းရင်လည်းမေးရမေးတော့အိဆက်တဲ့ခန်းလေးကိုစူ